စစ်တပ်ကမလေးကျင်တယ်လည်းမကြားပါဘူးဒီလိုပုံစံမျိုးတွေဆန္ဒပြကြတာပါမင်းတို့ထမင်းလန်လွှင့်တဲ့ကောင်တွေဟာအောက်တန်းကစားမှာတကယ်အောက်တန်းသားကောင်တွေကွာတကယ်နော်တော်လိုင်းသမားဆိုတဲ့လောက်ခွာတဲ့ကောင်တွေမိမတွေလင်မရမှာဆိုလို့စပုတ်ကြော်ညာတဲ့ကောင်မတွေအခုဘယ်ရောက်ကုန်ကြပြီတော့ဘယ်ရောက်ကုန်ကြမင်းတို့ကောင်တွေလူအောက်တန်းသားမျိုးတွေမိမဆုံးမဖမဆုံးမသားပြီးဆန္ဒပြတဲ့ကောင်တွေတကယ်အကောင်သားမျိုးတွေကွာတကယ်အောက်တန်းသားမျိုးတွေတကယ်အောက်တန်းသားမျိုးတွေအမအဖြူကောင်တွေခေါ်ပြီးတော့မှအမမြန်မာမတွေတိုင်းသူမတွေကိုပေးပြီးတော့ချခိုင်းတဲ့ကောင်တွေနဲ့တို့တကယ်ရိုင်းစမ်းတဲ့ကောင်တွေကွာနော်ရိုင်းစမ်းတဲ့အောက်တန်းကဒီခြာလေးတွေကတပုံးမှပါပြီလူဝင်ကြဆွဲခြာလေးတွေကလားလေးတွေနော်မိမဆုံးမဖမဆုံးမသားသမီးတွေနေပိတ်နေမောင်းနေကြောင်ဆိုတာကိုသားသမီးကိုဘဝပြောင်းလုပ်တဲ့လူတွေမှတ်တမ်းတွေဖြစ်နေတာရှိနေပြီအခုတော့မင်းရှိသေးလားလူအောက်တန်းစားမျိုးတွေနော်စာထားကြည့်မနေတဲ့ငါကြီးတို့စကားပြောတက်ပြောရယောက်ျားတယောက်လို့ပြောအောက်တန်းစားကောင်တွေကလေးတွေကို18နှစ်မပြည့်သေးတဲ့ကလေးတွေကိုနိုင်ငံထဲမှာပါခိုင်းတဲ့အောက်တန်းစားကောင်တွေမင်းတို့ရဲ့ရုပ်မာမှုတွေမှတ်တမ်းတွေရှိနေတော့မယ်အောက်တန်းသားကောင်တွေမင်းတို့ဖျားနဲ့တကိုင်းနဲ့ထားတယ်ဆိုအမေစုအောက်တန်းသားကောင်တွေအဲ့ဒါနဲ့ကလေးနေနေမယ်ဆန္ဒပြနေတဲ့ဆိုင်လာမိမဆုံးမသားသမီးလူအောက်တန်းသားကောင်တွေအဲ့ဒါဆန္ဒပြလို့ရလားရကလေးနေနဲ့ဒီကလေးတွေကစားတင်ရရလားကလေးတွေကိုစာမတဲ့ဝီဆက်ဖို့စီယာပေးတာဝီဆက်အင်ဂျီတို့ဒီတဲ့ကအောက်တန်းသားမျိုးတွေမိမဆုံးမသားသမီးတွေအားရောက်တယ်အဲ့လိုဆန္ဒပြလို့ရလားလူအောက်တန်းစားမျိုးတွေလူအောက်တန်းစားတွေကွာဒီလိုမျိုးတွေဆန္ဒပြလို့ရလားအဲ့ဒါအာတူဘီလာပါလို့ကလေးတွေနဲ့ထွက်ပြီးကြိုခိုင်းတဲ့အောက်တန်းစားမျိုးတွေလူတည်တရားမရှိတဲ့အောက်တန်းစားမျိုးတွေကွာကလေးကအစားခွေးကအစုံတိတယ်ဆိုတော့ကလေးတွေကိုမြောက်ပင့်ပေးတဲ့အောက်တန်းစားမျိုးတွေမင်းနောက်ကနေနေတဲ့အောက်တန်းစားမျိုးတွေအဲ့ဒါမင်းတို့တော်လာရေးမင်းတို့ရဲ့တော်လာရေးအောက်တန်းစားမျိုးတွေမိမဆုံးမသားတွေကိုယ်တိုင်ကြတော့အမောင်ထဲမှာပုံနေတဲ့အောက်တန်းစားမျိုးတွေကလေးတွေကိုမြောက်ပင့်ပေးတေရင်းတွေကိုတွန်းပို့ပေးတဲ့အောက်တန်းစားမျိုးတွေမင်းတို့တော်လာရေးကြာဖင်းရတာဖောင်းနေတာပဲမင်းတို့တော်လာရတာဟုတ်တယ်အောက်တန်းစားမျိုးတွေမင်္ဂလာပါကိုသူဆိုရင်အခွေမင်္ဂလာပါဗျာပြောလို့ရပါတယ်ဗျာ